ကျွန်တော်တို့ movement လက်ချက်မှာလိုမျိုး Angela နဲ့ကျန်းကျင်နေဆိုရင်တော့ဒီဗီဒီယိုကဒါမိတ်ဆွေတို့တော်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုဒီမှာတော့ကျွန်တော်ကနေပြီးတော့ Angela နဲ့ကျန်းပြပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးကျန်းလဲဆိုတာကို let's go ကျွန်တော်စောင့်ကြည့်လိုက်အောင် Angela မီယာရတယ်မီယာလေးယူတယ်မီယာကဲကျွန်တော် Angela နဲ့ဘယ်လိုမျိုးဆော့မလဲဆိုတော့ကျွန်တော်ကတော့အခုဆော့မဲ့ flow ကတော့ကျွန်တော်ဒီဓာတ်နဲ့ဆော့မယ်ပေါ့နော်။ဩငါဘာကလေးပြောနေလဲ။အဲ့တော့ဟုတ်ပြီ။ဒီမှာ Angela တော့ရှာမယ် Angela တော့ရှာမယ် Angela ရှာပြီးတော့ကျွန်တော်တို့တော့ရှာမယ်ပြီးတော့ဒီမှာကျွန်တော်တို့ဓာတ် flow နဲ့ဆော့မယ်ပေါ့နော်။ဓာတ် flow နဲ့ဆော့မယ်အဲ့ဒီမှာအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဓာတ်နဲ့ဆော့မယ်ဆိုတော့ခဏလေးထားလိုက်မယ်Yo, a check. Yay! It's getting more lively. Aro, minute ho do le. Dave. Đi con rồi, phía lại đâu. Easy. Short hả bây Đá cháu hôm nay shop ra mà mấy từ được. level အများကြီးတင်ကြရမလို့ပဲနဲ့ level 6 level 9မှာကျမ်းမဲ့ game flow နဲ့ကျွန်တော်ဆော့ပြgame flow နဲ့ဆော့ပြအဲ့တော့ game flow နဲ့ဘယ်လိုမျိုးကျမ်းမလဲဆိုတော့ဒီဗီဒီယိုမှာကြည့်လိုက်ကျွန်တော်တို့ game flow နဲ့ဆော့ပြီးတော့နံပါတ်1တွေများရသွားမလားကန်ကောင်းပြီးတော့ဒီကြတဲ့ game flow နဲ့ဆော့မယ်ဆိုရင်တော့ level ကျွန်တော်တို့ level 6 level 9မှာနေကျမ်းပြီးတော့ကျွန်တော်တို့လုံးဝအဆင့်1 2 3ထဲကိုဝင်နေပေါ့နော်1 2 3လေးအဲ့ဒီထဲမှာတေချာပေါက်ရောက်တယ် My rage awakens.ကျွန်တော်ဓာတ်6ခုနဲ့ဆော့မယ်ဓာတ်6ခုနဲ့ကြည့်နေမိတ်ဆွေတို့ဆော့ပြဒီကင်းတော့ဘယ်လိုကျမ်းလဲဆိုကားရဘလို့လဲအဲ့တော့ဒီကကျွန်တော်ဆော့မှာကတော့ဒီ Fedwin ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် Fedwin ရယ် Kufla ရယ် Fango ရယ်ဒီ3កောင်ကို3 star ရှာပြီးတော့ဆော့မယ်ပေါ့နော်ဒီကတော့ Fedwin နဲ့ Kufla ပဲအဲ့2កောင်ကိုဒီကကျွန်တော်တို့3 star ရှာပြီးတော့ဆော့မယ်ပေါ့နော်ဒီပွဲကျတော့အဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးအလားလာရှိမလဲဆိုတာကျွန်တော်ကြည့်ရမယ်တရားတယ်မိတ်ဆွေကပေါ့နော်ကျွန်တော်တို့ဆော့မြပွဲတိုင်းကရှုံးနေတယ်ဆိုရင်ဒီတိုင်းလေးဆော့ကြည့်လုံးဝတေချာပေါက်အများနဲ့နိုင်နေစေရမယ်ပေါ့နော်ရှုံးနေဆိုတဲ့ပွဲကတော်တော်လေးကန်ဆိုးတဲ့ပွဲပဲပြောရမယ်အဲ့လိုမျိုးရှုံးနေဆိုရင်ပေါ့နော်တော့ခုချိန်မှာအိုင်တန်လေးတွေပဲယူလိုက်မယ်ဒါရည်ပြနဲ့ရောလက်ခုပ်လေးတီးပြလိုက်မယ်ပုံဒါပဲကျွန်တော်တငယ်ချင်းလေးပါလိုက်တာကျွန်တော်တငယ်ချင်းကိုကြိုးကြီးပေါ့ကိုကြိုးကြီးပါတယ်ကိုကြိုးကြီးနဲ့သွား I can see your fear. level 5ပဲရှိသေးတယ်အဲ့တော့မလိုတဲ့ကောင်တွေကအမှားဒီကောင်တွေကမလိုအောင်ဒါဟီရိုတွေကလာမပေးလို့ကျွန်တော် level 6ကိုရောက်မှဟီရိုရှာမှာအခုချိန်ကတော့မရှာသေးဘူးကျွန်တော်တို့ဆော့တော့မယ်ဆိုလို့ရှိရင်ဟီရိုဝယ်ခြင်းနဲ့6မဝယ်နေအောင်ပေါ့နော်ပတ်စံလေးစုထားသူမပါဘူးဆိုရင်ကိုလိုတဲ့ဟီရိုတွေ6မှမပို့ဘူးဆိုရင်မဝယ်နေအောင်ကျွန်တော်တို့လှည့်နေအောင်ကိုလိုချင်တဲ့ဟီရိုဥပမာဒီမှာကျွန်တော်ပြမယ်ဒီမှာဆိုလို့ရှိရင် level 6ကိုရောက်လို့ရှိရင်3ရက်တန်ဟီရိုက40ရာခိုင်နှုန်းရှိမယ်40ရာခိုင်နှုန်းပို့ပြီးတော့အလားလာတွေ့ဖို့အတွက်လားလာပို့များတယ်ပေါ့နော်3ရက်တန်ဟီရိုတွေကအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကိုက level 5မှာဆိုရင်30ရာခိုင်နှုန်းရရှိတယ်အဲ့တော့ပိုနေရပါတော့ level 6ကိုရောက်ရင်ပို့ပြီးတော့တွေ့ဖို့များတယ်အဲ့တော့ level 6ကိုတင်ပြီးမှရှာမယ်level 9နဲ့ပိုများတယ်ဗျအဲ့တော့ level 6ကိုရောက်ပြီဆိုတော့ကျွန်တော်ရှာလိုက်တော့မယ်ဒါ6ခုဒါဟုတ်ပြီ I was born. Don't make this harder on yourself. Let me show you the art of killing. Lần này phải cho chị ạ.
โอเคလောလောဆယ်တော့ကြောပေးထားတယ်ပေါ့နော်စိတ်မဆိုးသေးကြောပေးထားတာ Stands with us. ကပ်ပြားကသွေးတက်တာနဲ့ဒါ9တောင်း50ရှိတယ်တက်စပီ600ခိုင်အောင်အဲ့ဒါယူမယ်ဗျာရော့ဒီမှာအတိုင်းအကုန်လုံးထည့်လိုက်မယ်ရော့ဒီကဖေဒင်းကိုဒီကထားပြီးတော့ဆောင်းပါဆိုတော့ We did it. This place We my won. Let me show you the art of killing. And Everything will Okay. come to an end. I was born. fate can't ဘာတွေဖြစ်ကုန်လဲခဏလေးဒီတိုင်းလေးဒီတိုင်းလေးပဲဆောင်းပါသူ bracing ကိုဓာတ်ပဲထားလိုက်မယ်ဒါပဲဒီက bracing အဲ့လိုမျိုးလွဲနေတယ်ဆိုရင်ဓာတ်ကိုပဲထားလိုက်ဓာတ်6ခုပြီးဖို့အတွက်ဒီကစုရမှာပေါ့နော် Now you have my attention. ခုချိန်မှာတော့ဒီရှာတတ်ပဲဒီလိုလေးပဲပေါ့နော်လုံးဝဆုံးမချက်ဘူးဆိုတဲ့ဒီတော့မှလုံးဝဆော့တိုက်သွားစီရမယ်ဒီကူကဒီတိုင်းဆော့လို့ရတယ်တော်လေးဆော့ရတာမိုက်တယ်ပေါ့နော် Did it. We won. လူတိုင်းဆော့လို့ရတယ် Now you have my attention. My rage is cosmic. ကြောဗျာ Don't make me get ကြောဗျာ serious. အဲ့တော့အခုချိန်မှာဆိုရင်ကျွန်တော်ကူဖလာတူစတာရမယ်ဗျာအဲ့လိုမျိုးဆိုရင်မဝယ်နဲ့အောင်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီမှာဝယ်လိုက်မယ်ဆိုရင်ပတ်စံ20အောက်ကျသွားမယ်အဲ့တော့ကျွန်တော်တိုးတွေပါတွေမရမှာဆိုလို့ကျွန်တော်သတိထားရမှာပေါ့နော်ဒါကဂိမ်းကိုလုံးဝဆော့မတက်တဲ့သူတွေကိုပြောတာပေါ့နော်ဂိမ်းကိုလုံးဝဆော့မတက်တဲ့တငယ်ချင်းတွေကိုပြောတာပါဆော့တက်တဲ့တငယ်ချင်းတွေကိုပြောတာမဟုတ်ဘူးပေါ့နော်ဒီဗီဒီယိုကြည့်တဲ့တချို့တငယ်ချင်းတွေကဒီမချစ်ချစ်ကိုကိုတိတ်ပြီးတော့ဆော့လို့မပြောတဲ့သူတွေရှိကောင်းရှိနိုင်တယ်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်ပြောပြတာပေါ့哟，飞的，တော့ငါတာပေါ်ရီလူနိုကြီးဘယ်လိုလုပ်မလဲလူနိုဒါပဲဟုတ်အဲ့ဒါတော့မကြမ်းသေးဘူးခန်းလေးမှာကြမ်းတယ်ကျွန်တော်ကြိုကြီးကတော့ဒါမင်းတောင်းနေပေါ့နော်ဒါကျွန်တော်တန်ငယ်ချင်းပေါ့သူကတော့ဘယ်လိုဆော့နေလဲတော့မသိဟာရောက်ဒီကောင်ဓာတ်တွေစုနေဓာတ်တွေမလုံးနေလေ I can ဟောဒါမလို့ Uf, hobby. Garam ini down. Jelali, jam. Dawe. Go. Ini jam apa? အဲ့လိုမျိုးကျန်းတာကျွန်တော်အားလီမာတွေကသကုံကျန်းနေရင်ရောက်ရင်သူများတွေကျန်းပြီဆိုရင်လည်းအနည်းဆုံးတော့ကျွန်တော်4 3 2အဲ့လိုမျိုးဝင်တယ်တင်မရရင်တော့ဒါပဲယူမယ်ဒီနေ့တောင်းလူကဒီနေ့တောင်းလူကအဲ့နာတော့ထုတ်ပေးလိုက်ဘလုံးကြီးပါလားမလို့ထုတ်ပေးလိုက်ကြိုးကြီးဒုက္ခရောက်နေဟိုသွားလူနေသေးတယ် ဒီကောင်အင်ဂျလာလီနဲ့ကျွန်တော်ကျန်းလို့ရတယ်ပေါ့နော်မွေးနေ့ကျမှအင်ဂျလာကင်တဲ့သူတွေဆိုရင်မချစ်ရဲ့ကူကူမှလည်းအင်ဂျလာကင်ရတယ်ဒါပဲ Don't make this harder on အား yourself. ရုံလူကကွာလူကဟုတ်ပြီဒါဆိုရင်ဝယ်လို့ရတယ်ဒါပေမဲ့ဝယ်နေအောင်20ကုန်သွားမှဆိုလို့ ပတ်စံရမှထုတ်ဝယ်တပွဲဆော့ပတ်စံရမှထုတ်ဝယ်တော့ဒီလိုထားထားတယ် Now you have my attention. ဒီနေ့ကြည့်ရအောင်တစ်ချက်လောက်ထူထားလိုက်ရင်ရမ်းလာတော့ဒီပေါက်တယ်ဒီချောင်းတို့ဒါပဲမဒီမရှိဖြစ်သွားတယ်ကျွန်တော်ငယ်ငယ်တော့ငင်းသွားတယ်
ပတ်စံလာမယ်ရော့ All stop. ခုဖာလေးဟုတ်ပြီ Now you have my attention. Tenchu, it's time. There's nowhere to. Don't make this harder on yourself. My hammer. It is time for the Capricorn to shine. โอเคဟုတ်ပြီလင်းလင်းပါတယ်ထူးခြားတော့မလဲငါ့ကိုထူးခြားတော့မလဲထူးခြားတော့မလဲဒီဖရင်းရရန်ကျန်းတော့ဖရင်းအဲ့တော့ဒီစတာပဲရှိသေးတယ်ဒီစတာဆိုစွန့်ကျန်းဖရင်းတို့ဟုတ်တယ်တော့ဒါပဲအဲ့ဒီချက်ပြ Flying! I'll make this place my palace. အဲ့တော့ဒီမှာဆိုရင်ဒီအိမ်တန်လဲလိုတယ်ဟိုအိမ်တန်လဲလိုတယ်အဲ့တော့ဘာယူရမလဲရောင်ရွေးချယ်စရာ9ခါ73ခါခမဲရမယ်ဗျာ73ခါတော့နည်းနည်းတော့မဟုတ်80ကပ်ပြီးတဲ့ခါမှာတဲ့80ကပ်ပြီးတဲ့ခါမှာကီလိုတွေကဒမ်းမိတ်25ရာခိုင်နှုန်းရမယ်ဒါဝဲယူတော့80ကပ်မပြောနဲ့10မိနစ်ကြာကြီးတော့ဖြစ်တော့မယ်အဲ့တော့ဒမ်းမိတ်ကိုယူမယ်ကိုတောင်ထက်လည်းယူတယ်ဒမ်းမိတ်လည်းယူတယ်ဆိုတော့အဆင်ပြေ We did it! We won! အဲ့တော့ဒီကောင်မှာဝါအိတ်ကိုယူမယ်ဝင်းနာခရောင်းယူမယ် shall be the end of you. Yay! It's getting more lively. ရော့ဟုတ်ပြီ Let's show them the power of the Zodiac. အဲ့လိုမျိုးထားလိုက်မယ်ကျွန်တော်တို့လီယိုမော့တကောင်လိုတိတယ်ဗျလီယိုမော့တကောင်ရရင်တော့ဓာတ်6ဆင်ပြည့်သွားပြီပေါ့ဒီကောင်ဘယ်မှာထဲမှာအာလူကထဲကရှုပ်လို့နော်အာလူကကိုခောက်ခိုင်းလိုက်ဖုတ်ဖနဲ့ I'll make this place my palace. ဟာဒီနေ့ဒီရောအမလုံးနဲ့ရှော့နေတာဟိုဒီမာလိုက်တာဘိုင်းလို့ဆော့ဟုတ်တယ်ယုံကြီးကားရမာနေတာဒီလေးဘယ်လုံးနဲ့တက်လဲအလုံးလေးကတော့ကျွန်တော်ဆော့တိတ်ကျွန်တော်တိတ်ပြီးတော့ဆောင်းတဲ့သူတော်မှာဆော့လို့ရတယ်ပေါ့ဒီကံ Come a little ကျွန် closer. တော်ဆက်ပြီးတော့ကြည့်နေ Show them the power of the Zodiac. Yo. And your chance. ဟုတ်ပြီဖေဒင်စုထားတယ်ဒီမလို့ရဒီမလောင်သေးကြီးဒီမလာမပေးသေးဘူးအားရုံကြီးဒီစတာပြီးွားရောဝတ်တယ်ဟဲကလုံးနေသုံးလိုက်တာလားအဲဒီကောင်ကကလုံးနေဘယ်လိုကြည့်ရလဲဟုတ်တယ်ကလုံးနေသုံးလိုက်တာဟုတ်တယ်ယုံကြီးကလုံးနေသုံးလိုက်တာဒုံကြီးတွေ့ပြီတိုင်းရင်တွေ့ပြီရောဒီလိုလေးပဲဘာမှဆောက်ဘူးကျွန်တော်ဒီလိုရဒီလိုလေးပဲဘာမှပြင်ရလည်းမလိုဘူးဘာမှဒီလိုရတောင်းနေလေးဆရာမလို့ဒီတိုင်းလေးပဲဆောက်ထားရအောင်အဲဟုတ်တယ်ကောနော်ဒါလောကဆုံးမတက်တဲ့သူတော့မှဆောက်တက်တယ်ကျွန်တော်ဟာကကြတော့တော်တော်လေးလွယ် Time for the ဒီနေ့ဆောက်ထားလိုက်ရအောင်ပဲပေါ့နော်ပြီးဟီရိုရှာအောင်ပဲဒါပဲဒါလောက်လွယ်တယ်ပေါ့နော်ဒါလောက်လွယ်ဟာယုံကြီးဟုတ်တယ်ယုံကြီး must fight. အဲ့လိုမျိုးဒါ6ခုပြီးသွားအဲ့လိုမျိုးလိုချင်တာကျွန်တော်တို့ကဓာတ်ကို blessing ကိုဓာတ်ကိုပဲပြီးဘယ်ကောင်ပဲပေါ့ဓာတ်ကိုပဲပြီးတကယ်လို့တခြားဟာတွေရောက်နေမယ်ဆိုရင်ဓာတ်ကိုပဲလာပြီးတော့ပြီးပါတော့ blessing ပြီးလို့ရှိရင်ဓာတ်6ခုပြီးသွားအောင် level 9နဲ့ပဲတင်မယ် level 8တို့ level 9တို့တင်စရာမလိုဘူးပေါ့အစ်စေးပဲကျွန်တော်တို့ကခုချိန်မှာပြီးလို့ရှာပြီးတော့ကျွန်တော်တို့နေဆောင်တော့နံပါတ်4ဝင်ရဗျာနံပါတ်4ဝင်ရင်နေဆောင်တော့နိုင်သွားပြီအဲ့တော့ကျေတက်ချင်တဲ့သူတွေဆိုရင်လုံးဝဒီ flow နဲ့လုံးဝဆောက်လို့ရတယ်တောင်းတောင်း3စတားတော့မှမနိုင်ဘူးပေါ့နော်ဒီကောင်တော့နည်းနည်းကျန်းတယ်ဗျခေးကြီးကတော့နည်းနည်းကျန်းတယ်ကျွန်တော်မှအဲ့ဒါတော့မှကျွန်တော်မှ feeling 3စတားတွေပါရင်ပြည့်တယ်လို့အဲ့ဒါတော့ရိုက်တာပြစ်လောက်ပါဒါပေမဲ့ခေးကြီးဆိုတော့လေအန်တန်ပြည့်နေတယ်ဆိုတော့လေကျန်းတာပေါ့နော်တို့ဘယ်လိုလုပ်မလဲဒီလိုတင်ဟာယူပဲကဲဒီဥစ္စာလေးယူလိုက်မယ်ဒီများမပေးကျင်လို့ကားယူရင်လည်းယူလောက်တယ်ဒီဥစ္စာလေးယူလိုက်တယ်ချုပ်လို့
Don't make this ဘာမှ harder တော့ on စိတ်နာမဟုတ်ပါ yourself. ဘူးယူလိုက်တာပဲရောရှိလို့ရှာစမ်းတွေ့ကွာဖဒင်းပြီးတော့မယ်ဖဒင်းပြီးတော့မယ်အန်ဂိုလည်းပြီးတော့မယ်အဲ့ရှော့မှတွားကြည့်မယ်ဘယ်နှကောင်ရှိသေးလဲဆိုတာဟာရုံကြီးဖန်ကိုကတကောင်မကျန်ဖဒင်းကတော့အများကြီးကျန်သေးရတယ်ယုံကြီးတွေ့နေတယ်ဒီကောင်မတွေ့ရကောင်မတွေ့ဆိုရှင်းတယ်ဖြစ်နေမှာနံပါတ်လေးဖြစ်နေမှာနံပါတ်ဖြစ်နေမှာဒီကောင်နဲ့ကျန်းနေပြီနံပါတ်လေးဖြစ်နေမှာဖြစ်နေတယ်တောင်းမချုံနံပါတ်4ကတော့လုံးဝဖြစ်နေတယ်ရောဘာစမ်းဖိုက်တွင်းဟုတ်ပြီ Now you have my တကောင် attention. ကြီးတကောင်ကြီးချောင်းမမွေပြင်းနေနော်အဲ့ကောင်တကောင်လိုသေးတယ်အေးစီတွေးလဲအများကြီးကြံသေးတယ်အေးစီနော်အေးစီပဲဒီနေ့တွေ့ရအောင်ဒီနေ့တွေ့အဲ့ကောင်ကောင်းကိုယ်နဲ့ချင်းချားတယ်အားရင်ဒီနေ့ကတော့ငါပြန်ပြီးသွားတာအားရင်ငါလေးကြတာပဲကွာဟိုကောင်ငါပြီးသွားတာပြန်ပြီးတော့ဟောတဲ့ညိုရင်ဒီယိုမော့တယ်ဒီယိုမော့ယူမယ်ကူဖိုင်ယူမယ်ဖိုင်တင်ပြီးတော့ You have my โอเคဒါပဲ shall be the end of အဲ့တော့ကူဖိုင်ပြီးတော့မယ်အန်ဂိုလည်းပြီးတော့မယ်ဒီမော့တူစတာပြီးတော့မယ်တော့ဖိုင်တင်ရကျန်းတော့မှာပေါ့ Did it! We won! my hammer. အဲ့တန်လေးပါလေလဲတယ်မှာဒီဝါအိတ်ကိုဒီကောင်နဲ့လဲတယ်မှာကောင်းကိုလီယိုမော့ထဲမယ်ဒီကောင်ကိုယူလေးထားလိုက်မယ်စီလိုရှာကူဖာဟုတ်ပြီဖန်ကိုလည်းပြီးတော့မယ်ကူဖာလည်းပြီးပြီချင်းနေလို့မင်းဒီလားအော်ညို့ဟုတ်တယ်ကျင်းဒီတင်ကြတာဒါပဲနန်းကြီးရေဟုတ်တယ်ယုံကြီးနံပါတ်3ရသေးတယ်နံပါတ်3ရသေးတယ်အဲ့တော့ကျွန်တော်သိကြတယ်လုံးဝနံပါတ်4နေဆုံးတော့နံပါတ်4ပဲနံပါတ်4နံပါတ်3နံပါတ်2အဲ့လိုမျိုးသိချဖို့ရောက်ရရပေါ့ဆုံးဖန်ကိုလည်းပြေးသွားပြန်အဲ့လိုမျိုးကျွန်တော်မိုက်တယ်ပေါ့နော်ဒီ flow နဲ့ဆော့ရတာတော်တော်လေးမိုက်တယ်ဒီကောင်ကိုဒီနေရာမှာလဲလိုက်မယ်ဒီကောင်ကိုဒီလိုထားလိုက်မယ်ဒီကောင်အာလူကတ်မှာဒီတစ်ချောင်းထဲထင်ရပြီအဲ့လိုမျိုးလေးဘာပါဆိုခုဖလာကိုပတ်တက်အောင်ဟုတ်ပြီအဲ့တန်းလေးအဲ့တော့နံပါတ်2တောင်ကန်ကောင်းရင်ရအောင်မယ်နံပါတ်2တောင်ရအောင်မယ်ကန်ကောင်းဒီမှာခဲပြီး3စတာပေါ့နော်ခဲပြီး3စတာတော့နိုင်အောင်မှာကြည့်ခဲပြီး3စတာနော်အဲ့ကောင်တော့ရရင်ဒိတ်တက်ပြမှာတော့ဟုတ်ပြီအားနေ90နံပါတ်3ကတော့ရပြီတခြားပုတ်ပဲတိုင်းလို့နံပါတ်3ကတော့တခြားပုတ်ရပါပြီ Their joy never disappoints me. Yay! It's Ano, getting more ako lang lively. Clearer sky and a safer world. သူ့ကိုမထင်မဲဆိုတော့အလူကထဲအဲ့လိုမျိုးကြမ်းရောအဲ့လိုမျိုးကြမ်းပါ
တော့ဘယ်လိုလာမလဲမကားဆိုတော့အစ်စင်းနေတယ်အမလို့ပြင်းနေတယ်ကောင်းအမလို့ရပြင်းနေတော့ဟိုဖေးရင်တစ်ချက်ချတော့ဟုတ်နိုင်နံပါတ်3ရတမ်းပါလေနံပါတ်3ဒါပဲ Energy. အားဖြင့်နံပါတ်3ရပေါ့အဲ့တော့ကျွန်တော်တို့ခုလိုမျိုးဒီ flow လေးနဲ့အတာတာရရလေးပေါ့နော်ဒီများလေးလိုမျိုးကျွန်တော်တို့အများကြီးဆော့စရာအများကြီးကြယ်တွေတင်ပြီးတော့အများကြီးကျန်းစရာမလိုဘဲနဲ့ကြယ်တင်ခြင်းနေဆိုရင်အခုလိုမျိုးလေးတာတာရရလေးအင်ဂျလာလေးနဲ့တင်လို့ရတယ်ဆိုတော့ကျွန်တော်ဒါဆော့ပြပေးတာပေါ့နော်ဒါတော်တော်လေးမိုက်တယ်